These pregnant pauses are too pregnant for me. They are carrying twins. They're carrying triplets. These pregnant pauses because oh, welcome everybody. Welcome to this corner of the interwebs that I like to call DC from DC. I allow myself to introduce myself. My name is DC, and I always come up with something clever to say, but no one's here to listen, so it doesn't really matter. But it's the first time joining us. Welcome. You're in for a treat and prepare to shenan. If you joined us before, welcome back and prepare to shenan again. If you're looking at this video that gets recorded and saved to the Twitch channel as a VOD, welcome to you too. Also, welcome to you too if I have decided to chop up this video and edit it and put it up on the YouTube. Okay. So now we turn to our latest BL that we're adding to. We're going to go through the two of them. It's a Burmese BL. We took a look at a Burmese BL earlier this year. So they are putting out some stuff. That last one that ended, I just was a feeling. I just was kind of low. So, but it was good all the way through and stuff like that. But you know, we like to watch various different things here. The other one was like more of a bromance, which I have no problem with. I have no problem. I love a good bromance and stuff like that. They were bros. They put the bro in bromance. But this one is a new one that came out, actually from the same production company as the last one that we watched. We Are Brothers. So we're just going to get into this and see how it goes. Let's get into it. Let's get into it. Let's get into it. Are you ready to rock? What does it say? Sorry, copy.
ဆရာမရောက်ပါပြီလား That's awesome. ဟုတ်တယ်အမရဲ့ကျမလည်းဒီနောက်မှာအလုပ်ကိစ္စလေးတစ်ခုရှိရလေနည်းနည်းလေးစောနေတရားနဲ့အမစီကိုအရင်ဝင်လာလိုက်တာ ဆရာမရဲ့ခုလိုတွေ့ရလေကျမအယံဝမ်းသာတာပဲ ကျမလည်းဒီအပိုင်းကျမစာအုပ်တင်ထားတဲ့စာအုပ်ဆိုင်လေးရဲ့အခြေအနေကိုလိုက်ပတ်ကြည့်နေရလေဒီနေ့တော့ဒီဘက်မှာအလုပ်ကိစ္စလေးလည်းရှိရနဲ့အမဆိုင်လေးလည်းတစ်ခါတည်းဝင်ကြည့်မယ်ဆိုပြီးအမမရှိမှလဲဆိုရယ်အဲဒါကြောင့်မနေ့ညကြိုပြီးဖုန်းဆက်ထားလိုက်တာ ဆရာမဖုန်းဆက်ရလေကျမမျောနေတာအခုလိုရောက်လာတော့လေအယံဝမ်းသာတာပဲ ဟုတ်ဘယ်လိုလဲမကျမစာအုပ်လေးတွေရောရှောင်းရည်လား အော်ဆရာမရဲ့ဘယ်ပြောကောင်းမလဲအယံရောင်းရတာပဲခုတော့မှလေမနေ့ပိုင်းမလို့လူရှင်းနေတာပုံမှန်တိုင်းဆိုတနေ့ကုန်လေးကြွကြွတိုးပဲဆရာမစာအုပ်ပဲလာပြီးဝဲနေကြတာ ဝမ်းသာပါတယ်အမရေဝမ်းသာပါတယ် ဆရာမကြီးဆရာမစာအုပ်ကလေအရောင်းရဆုံးနံပါတ်1ပဲ အခုလိုရောင်းရတယ်ဆိုတော့ကျမလည်းဝမ်းသာပါတယ် ဆရာမဆရာမစာအုပ်ရဲ့အကြောင်းကိုလေအင်တာဗျူးရှင်လို့တဲ့မီဒီယာတွေကခဏခဏကျမကိုလာဆက်တွေ့ကြတယ် အမရေအင်တာဗျူးတွေတော့လေကျမမဖြေတော့ပါဘူး ရှင်အားလုံးလိုက်တာဆရာမရဲ့ ရှင်ဘာလို့လဲအမ ဟိုလေဒီနေ့ဆရာမလာမယ်ဆိုလို့လေကျမကမီဒီယာတစ်ခုကိုချိန်လိုက်မိတယ် ရှင် ဆရာမရဲ့ဖြည့်ပေးလိုက်ပါနော်ကျမလည်းလေသူတို့ချိန်မိသားဖြစ်နေလို့ပါနော်ဆရာမနော်ဖြည့်ပေးလိုက်ပါနော် No! I don't do interviews. ။မင်္ဂလာပါဆရာမတွေ့ရတာဝမ်းသာပါတယ်ရှင် မင်္ဂလာပါရှင်တွေ့ရဝမ်းသာပါတယ် ။အခုလိုမျိုးအင်တာဗျူးလေးဖြစ်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် ရှားပါတယ်ရှင် ။ဟုတ်ကဲ့ပထမဦးဆုံးဆရာမရဲ့ပေါ့နော်စာဖတ်ပရိသတ်တွေကိုနှုတ်ဆက်စကားလေးပြောပြပါအောင်ရှင် အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့စာရေးဆရာမနှင်းနှင်းဝေပါကျမရဲ့စာအုပ်တွေကိုအစစ်အမြင်အားပေးနေတဲ့စာဖတ်ပရိသတ်တွေကိုအမြဲတမ်းချစ်ခင်လေးစားပြီးတော့အယံမဲ့ကျေးဇူးတင်လေးရှိပါတယ်ဒီထက်ပိုပြီးလဲကျမအများကြီးစူးစမ်းသွားပါအောင်မရှင် ။ဆရာမပေါ့နော်အခုနောက်ဆုံးထွက်ရှိထားတယ်ပေါ့နော်သူတို့နှစ်ယောက်ဆိုတဲ့ဇာတ်လမ်းလေးอ่ะပေါ့နော်အရင်နာမည်ကြီးနေရနော် ဟုတ်ကဲ့ ။ဟုတ်အားလုံးကလည်းပြောနေကြတယ်သူတို့နှစ်ယောက်ဆိုတာပေါ့နော်ဒီအပြင်မှာတကယ်ဖြစ်ရမှန်ကိုပြန်ရေးထားတယ်လို့ပြောနေတာတကယ်ပဲလားရှင် ပြန်ရောက်နေပြီလား ဟုတ်တယ်မေသမီးခုပဲပြန်ရောက်တာ အမေကနောက်ဖေးမှာတမင်းဟင်းနေချက်နေတာသမီးရဲ့စနေပြီလားအမေခူးလိုက်မယ် စားသေးအောင်မေသမီးအဝတ်စားလေးပြီးတော့ရင်မိုးချိုးလိုက်အောင်မလေးပြီးမှပဲစားတာပေါ့ အေးအော်ဒါနဲ့သမီးကြောင်းပယ်နေသွားမှာလေ ကျောင်းဘာကိစ္စလဲမေမေ သမီးမသိသေးဘူးလား ဘာလို့လဲမေမေရဲ့ ဒီမနေ့သတင်းစာထဲမှာမမေတွေ့လိုက်တယ်သမီးရဲ့သမီးငယ်ငယ်တော့အတန်းမိုင်ဆရာမအသက်60ပြည့်လို့နှုတ်ဆက်ပွဲလုပ်မယ်တဲ့ပင်းစင်ယူမှာမဟုတ်လို့ ဟုတ်လားမေမေ အဲ့ဒါရှေ့တစ်ပတ်လုံးသူကြောင်းမှာရှိလိမ့်မယ်
သမီးတငယ်ချင်းတွေစုပြီးတော့တရက်လောက်ဆီယမကိုသွားနှုတ်ဆက်လိုက်ဦးနော် ဟုတ်မေသမီးကျောင်းတော့သမီးတငယ်ချင်းဟောင်းတွေကိုဆက်သွယ်ကြည့်ပြီးတော့ချိန်လိုက်မယ်လေနော်ပြီးတော့သမီးကိုသွားလိုက်မယ် ဟောနောက်ပြီးတော့သမီးတငယ်ချင်းတွေကိုပြောလိုက်အောင်နော်မေကတတိရတယ်လို့တရက်လောက်တငယ်ချင်းတွေစုပြီးတော့အမေမှာထမင်းလာစားအောင်မေကရှယ်ချက်ကျွေးမှာ ဟုတ်ကဲ့ပါမေသမီးပြောလိုက်မယ်နော် အေးမိအင်ကြီးလည်းပြီးလာခဲ့နော်မေထမင်းစားဖို့စောင့် ဟုတ်ကဲ့မေဟုတ် မဆုံရတာအတော်ကြာရောပေါ့ဘာပဲဖြစ်ဖြစ်ဒီနှစ်တော့အားလုံးနဲ့ပြန်ဆုံတွေ့ဖြစ်တော့မယ်ထင်ပါတယ်လေအားလုံးနဲ့ရောကျောင်းတော်ကြီးကိုရောပြီးတော့သူတို့နှစ်ယောက်ကိုရောပေါ့လွန်ရသောဟိုရင်ချိန်များရဲ့အချိန်ချင်းကြိုးစားကမေးပြချင်ပေမယ့်နှလုံးသားရဲ့နဲ့ဆိုင်ဆုံးမှာအိုးမြစ်တွင်နေတဲ့မတရားတွေရဲ့ပြန်တွေ့မိတိုင်းဒီရင်ဘတ်ထဲမှာပုံမြင်လေးတပုံလုံးတွေထွေးနေတော့မေဒီရတဲ့ဘုံရင်များရဲ့ကိုမမေ့နိုင်ခဲ့ဘူးအတိတ်တွေရဲ့ဆူတောင်းလေးတစ်ခုကိုသာကိုပိုင်ဆိုင်ရရဲ့ရင်လိုချိန်လေးများသွားချင်တာဒါပေမဲ့တို့တွေပြန်မဖြစ်နိုင်တော့မှကိုသိထားလေအတိတ်ကသူတို့နေရာဟိုတိတ်ကသူတို့နေရာဒီရင်ထဲ I fear something emotional is going to come out. Take a duronia, take a duronia. Me and me taking down that near Take a duronia, baby.
လူတိုင်းမှာဘယ်တော့မှမေ့လို့မရနိုင်နဲ့စေကျော်တဲ့ចောင်းသားဘဝဆိုတာရှိဘူးကြမှာပါအဲ့ဒီအချိန်တုန်းကဘဝရဲ့အမောတွေကိုလည်းမသိခဲ့ဘူး Right. ပင်ပန်းခြင်းတွေလူချင်းရမတ်တွေလည်း Oh my God. ဘာမှမရှိခဲ့ဘူးတရက်တာအချိန်တွေကိုဖြတ်တန်းရတာအယမ်းကိုယူရှင်ခဲ့ပါတယ်မုတ်ဖိုးတောင်းမယ်ချောင်းသွားမယ်စာလုံးမယ်ကစားမယ်ဆိုတဲ့အသည့်တွေပဲရှိခဲ့တာလေ I remember. ဒါတွေလောက်ကိုပဲတည်ခဲ့တာဒီလောက်ကိုပဲကဘာကြီးလို့ထင်ခဲ့မိတာပြန်မရနိုင်တော့တဲ့ငယ်ရွယ်ချင်းရဲ့လက်ဆက်မှုအချိန်တွေပါပဲ တကယ်ချင်းသူတွေနင်အစိုးရောက်နေရလား ဟုတ်ပါ ဆီယမရောရောက်ပြီလား ဆရာမနဲ့ချွေစင်ကတော့ရောက်ကြပြီဟာရုံးခန်းဘက်ကိုခဏသွားတယ်ငါကကျောင်းကြီးကိုပတ်ကြည့်ချင်လို့ဆိုရင်ခဏထွက်လာတာလေ ငါတို့တော့မှမတွေ့တာအတော်ကြာပြီနော်တကယ်ချင်း ဟုတ်ပါတကယ်ချင်းတော်တော်လေးကိုကြာပြီ ငါတော့နင်တို့အမြဲကုန်ယူနေရပါနော်ဘာဖြစ်ဖြစ်ငါတို့အဖွဲ့ထဲမှာလမ်းတရားတွေအဆောက်အဦတွေစောက်တဲ့အင်ဂျင်နီယာကြီးတယောက်တော့ရှိနေပြီလေနင်စောက်တဲ့လမ်းတရားတွေအဆောက်အဦတွေကိုသတင်းမှကြညာတွေ့တိုင်းငါနင်တို့အမြဲကုန်ယူနေတာဟာ ဒီလိုပါပဲတကယ်ချင်းရေစူးစမ်းရတော့ ဒါနဲ့နင်ရောအိမ်တော်နေပါလေကြပြီလား မကြသေးပါဘူးတကယ်ချင်း တယောက်တည်းပါပဲနေရောအိမ်အောင်ကြပြီလား ငါလည်းမကြသေးပါဘူးအခုချိန်ထိတကူဒီအပြူကြီးပဲ Ain't nothing wrong with being a spinster. ငါလည်းနေ့အတွက်ကုန်ယူနေတာ Great life. Hear from ဘာပဲ me. ဖြစ်ဖြစ်လေနေငယ်ငယ်လေးကမှတ်ခဲ့တဲ့စာရေးဆရာမဆိုတဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ပြီလေနိစာဦးတရောရောင်းရရလား ရောင်းရတယ်ဟာစာဖတ်ပရိသတ်က Second that. ငါရဲ့စာအုပ်တွေကိုအရန်လေးကြိုက်ကြတယ်အရန်လေးအားပေးကြတယ်ဒါနဲ့ငါနောက်ဆုံးထွက်ထားတဲ့စာအုပ်ကိုနင်ဖတ်ပြီးပြီလား ဟောအခုတလောကင
ငါမအားသေးရနဲ့စာအုပ်ဆိုင်ဘက်ကိုမရောက်ဖြစ်ဘူးကဒါပေမဲ့ချီရထွက်လာတဲ့စာအုပ်တွေကိုတော့ငါဖတ်ပြီးပါပြီနင်နောက်ဆုံးထွက်လာတဲ့စာအုပ် Girl, did you plagiarize her story? ငါ့ကိုပြောတာလေငါချပြီးဖတ်လိုက်ပါမယ် Oh my goodness. သူတို့နေရဟုတ်တဲ့ ဟမ် စာအုပ်နာမည်ကသူတို့နေရဟုတ်တဲ့ ဟောအေး တကယ်ကြီးရဲ့ကျောင်းကြီးကိုရောက်လာတော့လေအရာရာလွမ်းစရာကြီးနော် ဟုတ်တယ်ဟာဒါတော့မှကျောင်းသားတွေစာမွဲပြီးလို့ကျောင်းကြီးကတိတ်ဆိတ်နေရလေဟောဆရာမတော်မှတခြားကျောင်းသားတွေကရှေ့ရက်ကနှုတ်ဆက်ပြီးသွားကြပြီငါတို့အဖွဲ့ပဲကြံတော့တာလူဆောင်အောင်မနှဲညှိလိုက်ရတဲ့တငယ်ချင်းရဲ့ လူကတကယ်ရောဆုံးပါမလားတကယ်ကြီး These pregnant pauses are too pregnant for me. They are carrying twins, they're carrying triplets, these pregnant pauses, because these pregnant pauses are carrying a whole litter. ငါလေးကျောင်းတော်ယူစဝင်တာနဲ့ငါတို့ငယ်ငယ်တော့အကြောင်းနေအမတ်တရတွေကိုရမ်းမတရိယာမိတာဟာအရှမ်းလေးလွမ်းမိတယ် အေးပေါ်ဟာလွမ်းမယ်ဆိုလေလွမ်းစရာကြီးပဲပေါ့ သူတွေနေပြပြန်လာ ဟောဒီနေ့ကငါအတင်းကြတဲ့နေ့လေအဲ့ဆရာကြီးရုံးခန်းမှာတန်းရှင်းသွားလုပ်ပြီးတော့အခုမှိုက်သွားပြင်မလို့ အမေနင်တော်တော်လိမ်မာတဲ့ကောင်ပဲငါလေငငယ်တော့နင်နဲ့အတမ်းမတူခင်တော့ဆီယမတွေကနင့်ကိုမျက်နှာသားပေးတာနင်ကပတ်စံချမ်းသာလို့ဆိုပြီးငါအထင်မှားခဲ့သေးတယ်အခုကိုရက်နှစ်မှာနင်နဲ့လည်းအတန်းတူပြီးနင်နဲ့လည်းခင်သွားပြီဆိုတော့ငါနေ့အကြောင်းသိပါတယ်နင်တော်တော်လိမ်မာတာပဲ အေးပါဟမ်ဒါနဲ့နင်ကအတန်းချိန်ကိုအခန်းထဲမှာမရှိရနဲ့ဘာဖြစ်လို့အပြင်ရောက် အမလေးအတန်းကောင်းဆောင်ရေမင်းကလည်းငါ့ကိုစုမဲဆိုတာပဲဒီပါလေငါဆီယမကိုပန်းပေးမလို့အော်ဆီယမကိုလိုက်ရှာမှာပါ ဆရာမမရောက်သေးဘူးလား မရောက်သေးဘူးခုနကတော့ဆီယမမရောက်သေးလို့ဆိုပြီးတော့ငါဆီယမနားနေကန်တော့တွားကြည့်သေးတယ်ကျောင်းတော့ရောက်ပြီးရဲ့အတန်းတော့မရောက်သေးဘူးအားကြောင့်လိုက်ရှာလို့ဆီယမ နေပါဦးနင်အိုက်ပန်ဘယ်ရောက်ဝင်လား ဝယ်လာမဟုတ်ပါဘူးနင်ကလေဒါငါတို့ channel မှာပွင့်တာငါကိုယ်တိုင်ဆီယမကိုပန်းသေးချင်လို့တိချခူးလာ ဆရာမကိုဖားတော့မယ်ပေါ့ ဖားစီရလားနင်ကလေငါဆီယမကိုပန်းသေးချင်လို့ပါ ဟုတ်ပါပြီဟဲ့ဟိုမှာဆရာမ ဟာဟုတ်တယ်ဟာအဲ့ဆိုငါဆီယမကိုပန်းသွားပြီးလောက်မယ်နော် နေဦးဆရာမဟိုတယောက်ကိုစုနေရလားမသိဘူး တာဒီနေ့လဲကျောင်းနောက်ကြပြန်ပြီမလားအဲ့လိုကျောင်းနောက်ကြပြီးမှရောက်လာလို့ရှိရင်ဆရာကြီးကနောက်ဆိုဆရာမကပါအဆူခံလိမ့်မယ် င
မနက်ကမိုးရွာနေတာနဲ့တားမှလည်းထီးမရှိတော့တာမိုးတိတ်မှထွက်လာလိုက်တာပါဆရာ I ဒီ mean, မရှိတာများသားရဲ့ဆရာတော်ကြီးကိုရှောက်လိုက်ပေါ့ဆရာတော်ကြီးတစ်ခုခုစီစဉ်ပေးမှာပေါ့သားရဲ့ I don't want to come out တာပြော either. လိုက်ပါမယ် If it's raining, I don't have an umbrella. ဆရာမ To အိမ် be မှာထီး out, ကိုရှိလားဆရာ I'll မကြည့်လိုက် die. အောင်တကယ်လို့ရှိလို့ရှိရင်ဆရာမသားအတွက်ထီးယူလာခဲ့မယ်နော် ကျေးဇူးတင် Dangerous. ပါတယ်ဆရာမ ဟဲ့အဲကျောင်းသားဘယ်ကန် ဟွာဘေးကန်းလေကနေရလေ ဟာလားငါတစ်ခါမှမြင်မှုပါဘူး နေပဲမြင်ဘူးလေ तू ကဒီနေ့မှဒီကြောင်ပြောင်းလာတာ မေညကုံလေးကြောင့်တိလိုက် ဟာညလည်းမဟုတ်ပါဘူး तू ကလေငါတို့ရက်ကွက်ထိပ်ကဖုံးကြောင်မှနေတာဟာဟိုဆရာတော်နဲ့ဆွေမျိုးမကင်းဘူးဆိုလားပဲငါတရားတော့ကတော့လေသူမိဘတွေကရွာမှာဆုံးသွားတာတဲ့အဲအကြောင်းမို့ဆရာတော်ကသူ့ကိုကြောင်းထားပြီးဆက်ဆက်ပြီးဖြူခိုင်းတာ I don't know anything about it, but he died. His parents died. He jumped over တန်းတော့နောက်ကျ the နေပြီတော့တော့ But I don't know anything. မဆူရပြီးပါငါပန်းသွားပေးလောက်မယ်နော် Hey, just walk by me. Tu này Nên ba anh nghĩ nhỉ ရမ်းစရာလေးပေါ့ဟာရမ်းစရာလေးပေါ့ Okay, so that was part 1, episode 1 of the two of them. BL from Myanmar that dropped this year. What I feel like is that this is going to be a slow burn. It's going to be very slow pacing. And if it's anything like We Are Brothers, it's going to be about 6 episodes. I think it was 6 episodes, about 8 episodes, over 2 parts. So I feel like it's going to be a slow burn. I will tell you this right now. I know that Offer didn't take my story and published it and is making all money off of my story. Or whatever. It's like, first of all, I was like, what? But we'll find that as we go along. But I was like, wait a minute, it's called The Two of Them. Are you giving me any credit in that? And with that interview, she was like, I heard it's based on a true story. I'm like, so, but also on this BL, in and of itself, it says it's based on a true story. It looks like where they're picking up on the first episode, Glasses and whoever this other person is weren't together. And they ended up in that part of the section of the story not together. I don't know, once again, I don't know how much of a thing it is because at the beginning of this, it said it was cleared by the Myanmar cultural event and went through all that.
So I don't know how much of it's going to be whatever, blase. But I'm hopeful. But that being said, with the slow pace, I do like all of the shots. I like all the shots. I like all of what it's giving me right now. I'm willing to give it a chance. Also, I'm just in to see what happens. So, I'm always looking at things from other countries and stuff like that. Anyway, we hit our 4 o'clock our 4-hour mark, and also it's like 1 a.m. So we are bringing everything to a close. Oh my god. I'm intrigued. Haven't seen a Miramar show yet. We watched if you actually go over to the We Are Brothers. It's still up over on the YouTube page. So that was a Miramar show. The ending was like, okay, I didn't know how to feel about the ending, but it was I enjoyed it because it was something different, and it was just a different pacing and stuff like that, and I was into it. So yeah, it's over there. But also you can I enjoyed it. But also and this is just for me, just because I'm a cinephile and stuff like that. And people probably string me up or whatever. I don't need everything to be exactly like BL. It doesn't have to, like, if it doesn't do this, and this, then it's not BL. Like, I like stories, just all types of stories and stuff like that. So, it's but because I'm really open-minded about stuff, so I don't say it has to be this and that's why also I like a lot of stuff from a lot of different countries and what they're putting out. But it was I liked it. I'm tired and I'm just like blabbing. So I'm going to go ahead and bring this stream to an end. Everybody's good? Everybody's good for the weekend? Because I am no more streams until next week. And next week we will have, I'll probably put it up on the schedule, but next week we're going to have we're either going to have 1 or 2 more GLs. Probably 1, because Roller Coaster is done, so we need something to place that place. Hanoi, I Love You is done, so I kind of want to, like, I have this other Vietnamese BL to take its place. It's a ghost one. We haven't seen a ghost one in a little bit. And we're still doing Lover Merman is still around. We got another episode of that. And then Strongberry. And then Wednesday jam-packed. And then Thursdays. And so there's going to be a lot of stuff next week. So I just keep coming back. Or check out the whatever. Anyway. Yeah, it's should be jam packed, and I'm like going to like be like more of that to get through it. Anyway, I'm going to end this stream here. I want to send a shout out to Dzen, Silver, who else came through?
C. Oh, Dzen, Silver, and C. Thank y'all all for stopping by, coming through chat. I appreciate you. Also, shout out to you if you lurked. Thank you very much for lurking. I appreciate you. I do appreciate lurkers. I do appreciate y'all. They're just sitting around, watching. Thank you very much. So, feel your presence. You never have to say anything. Also, shout out to you if you watch this video on the Twitch channel that is saved as a VOD. Those are saved up there for 60 days for people to watch, and I've noticed that people are watching them. Shout out to you. Shout out to you if you're watching this over on YouTube, any section of this that I've chopped up and then put over there on YouTube for more people to see. And so, yeah. Also, shout out to you if you're looking at this over on the edited over on YouTube. Shout out to you if you're watching this over on the Patreon, which is the unedited long version that stays up for forever, ever beyond 60 days, like the back catalog. You can be watching this in like the year 2027. Hey, 2027. How y'all doing? Yeah, this is real nice, y'all. Yeah, this nice over here. Anyway, enough of that silliness. So I'm going to end this like I end everything. Look, I know that the world is scary right now. So even though it's scary, don't forget to take care of yourself. And don't forget to take care of each other, because that's all we have. And if nobody told you they love you today, I love you. And thanks for coming out. Good night or good day, wherever you are in the world. God bless. DC out. Bye, everybody. See y'all next week. Bye. Get some sleep. Bye.